မောင်နိုးနေရကြပြီလားအလုပ်သွားမအောင်ဆော့ဆော့တော့မထောက်မောင်ရဲ့စိန်ဒီနေ့မောင်အားတယ်စိန်ပဲသွားကျင်လဲဘာလို့ချင်လဲမောင်လိုက်ပူပေးမယ်လေထူးထူးဆန်းဆန်းကွယ်ဒီနေ့ဟာရုံးဖိတ်ရလည်းမဟုတ်ပါဘူးမောင်ရဲ့ဟိုမောင်မသွားကျင်လို့ပါစိန်အဲ့ဒါကြောင့်ဒီနေ့နားလိုက်တာဘာများဖြစ်လို့လဲမသိပါဘူးဒီနေ့ကျမှစိတ်ထဲလေးလံနေသလိုချင်လို့ကျမကြီးကိုဂယူဆိုင်မှာပေါ့မောင်ရဲ့စိန်မောင်နာမရှိနေရင်တော့ဂယူဆိုင်နိုင်ကောင်းပါရဲ့လေစိတ်ဟာအခုလည်းမောင်နာမှာပဲရှိနေတာပဲကွယ်ဆိုလိုချင်တာကစိတ်ရဲ့စိတ်ရောခန္ဓာကိုယ်ပါပြောတာစိတ်ရဲ့ခန္ဓာကသာမောင်နာမရှိနေစိတ်ရဲ့စိတ်တွေမောင်နာမရှိတော့တာဘယ်လောက်တော့ကြာနေပြီလဲစိတ်ကိုစိတ်ရောသိရလားဒါမောင်ပူတည်တယ်လားမထမရဲ့စိတ်ပြောတာမမဘူးမဟုတ်လားမောင်စိတ်ပြောတာမှန်ပါတယ်မောင်ကိုယ်တိုင်ကပိုင်ဆိုင်ရတဲ့ရာမှာလောဘတက်မိခဲ့တာကိုဒါပေမဲ့မောင်ပြင်ရလိုက်တာကတော့တူရောင်နေကြီးပဲမပိုင်တာကိုလောဘတက်မိရောဘယ်ကပါမလဲမောင်ရဲ့မောင်မမိသေးရဲ့လားမောင်လူတယောက်ကိုတတ်ခဲ့သေးရဲ့လေမောင်ကလူတယောက်ရဲ့စိတ်ကိုတတ်ပစ်ခဲ့တာလေမောင်မရည်ရခဲ့ပါဘူးဆိုပြီးငင်းကျင်တယ်လို့ဒီအတွက်အကြောင်းပြချက်တွေလည်းမပေးချင်တော့ပါဘူးစိတ်မောင်ကိုယ်တိုင်ကျိုးလွန်ခဲ့တာဆိုတော့လေစိတ်ဘက်ကပေါ်ရှိသလိုလားထင်နိုင်မြင်နိုင်ပါလေဒါဖြင့်ခမ်းမိုင်ဘက်ကမောက်ပေါ်ဘာရီမြရုံမာခဲ့တာရှိလို့လေစိတ်ကိုဖြေစမ်းမမောင်ရဲ့ခမ်းမိုင်မှာဘာများအပြစ်ရှိလို့လဲဟုတ်ပါတယ်ခမ်းမိုင်မှာဘာအပြစ်မှမရှိပါဘူးစိတ်ရဲ့ဒါပေမဲ့စိတ်အောင်မေးပြစီခမ်းမိုင်နဲ့မောင်ရှင်လာတဲ့ခါတိုင်းစိတ်ဘသူ့ကိုရွေးခဲ့တယ်စိတ်ဘသူ့မောင်တကယ်လည်းမပြောချင်ပါဘူးစိတ်ရဲ့ယောက်ျားတစ်ယောက်ဖြစ်နေပါလေရဲ့မိန်းကလေးတစ်ယောက်နဲ့လက်ရှိနေရရောက်နေလို့ဒါပေမဲ့လည်းအောင်သူ့ကိုဘတော်မှမနိုင်ခဲ့ပါဘူးစိတ်ရဲ့မောင်ဝင်ခဲ့ပြီလေစိတ်ပါလို့မောင်ကိုခုထိအကောင်းမမြင်နိုင်ရတာလေမောင်လုပ်ခဲ့တဲ့အမားတွေကြောင့်မောင်ဘဝရှီလိုလည်းမအိပ်ပန်းလိုလည်းမမွေးတော့တာကြာပါပြီအောင်ဒီလိုလုပ်ခဲ့မိတာအမှန်ပါစိတ်ရဲ့ဒါပေမဲ့ခမ်းမိုင်မှာကအမေရှိတယ်အဖေရှိတယ်ညီကောင်မောင်နှမတွေလည်းရှိတယ်မောင်မကြတော့အနားမှာရှိတဲ့စိတ်ကတော့မောင်ဘမှာရှိလို့လားမတူဘူးမောင်ရဲ့မတူဘူးမောင်ကယောက်ျားတစ်ယောက်လောက်ပိုင်ခွင့်ရှိတဲ့လူတစ်ယောက်ပဲလေခမ်းမိုင်ကတော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့အိမ်မက်တွေနောက်ကိုမပြေလဲတဲ့ကြားတွေကနေလိုက်နေရတာအခုတော့အိုးမဲ့အိမ်မက်တွေလည်းရေးစုံမျောကုန်ပြီလေစိတ်မိမယောက်ျားဆိုရင်ကန့်သက်ချက်တွေအောင်ပါမောင်တို့ယောက်ျားတွေရဲ့စိတ်တန်ရာတွေကရောဘာမှရေးမပါတော့ဘူးလားမောင်လူကောင်းတယောက်လူနေလာရတာတိတ်ကိုမှမွန်းချက်လာလို့ပါစိတ်ရဲ့ကြီးရောမောင်ဘလောက်ပဲကောင်းအောင်ဆုံးနေပါစေစိတ်မောင်ကိုအကောင်းမြင်ခဲ့လို့လားအဲ့ဒါကြောင့်မောင်သူ့ပုံကိုပုံချလိုက်မိတာပဲမောင်စိတ်ကိုထပ်မေးပါမယ်
စိန်မောင်ကိုတစ်ခါတော့ဖြစ်ဖြစ်ချစ်ခင်ဘူးတလား မောင်စိန်တစ်ခါမှမချစ်ဘူးတာအမှန်ပဲပွန့်ပွန့်လင်းလင်းပြောပြရရင်တော့မောင်လက်ထဲမှာအရာအားလုံးရှိနေတယ်လေဒီထက်ပိုပြီးမောင်မမိရင်ဘာမှမဆိုင်တဲ့ခမ်းမိုင်အပေါ်တက်ရောက်မှုမရှိသေးခြင်းလို့ပဲ ။အော်မောင်သူ့ကိုဘာမှမလုပ်ပါဘူးစိန်ရဲ့စိန်မနေ့ပြန်ကြရင်အနေကိုခဏသွားနေစမ်းပါကွယ်။မောင်တစ်ခုခုပို့လိုက်မယ်။စိန်စိတ်ချမ်းသာရမှာသိကြပါလေ မောင်ဘာတွေပြောနေပြန်တာလဲ ။မောင်စိန်ကိုလက်လွတ်လိုက်တော့မလို့သွားပါတော့စိန်မောင်ကစိန်ကိုမရထိုက်လို့ကိုယ်ကွင်းခဲ့ရတယ်လို့ပဲမယူလိုက်ပါမယ်မောင်ကိုယ်တိုင်စိုက်ပျိုးခဲ့တယ်စိတ်ပင်နေရလေအခုအဲ့ဒီအစိတ်ပင်တွေကရှင်သန်လာကြပြီဒီတော့စိန်ရဲ့မောင်နာမမနေပါနဲ့တော့ကွာ ကျေးဇူးတင်ပါတယ်မောင်စိတ်ဆက်ပြီးဟန်ဆောင်နေစရာမလိုတော့ဘူးပေါ့နောက်ပြီးဒီအိမ်ကြီးထဲမှာလည်းဆက်ရှိနေစရာမလိုတော့ဘူး ရှိစပြီးတော့ရှိလာမယ့်နေ့ရက်တွေမှာမောင်ကိုစိန်မုန်းချစ်တဲ့လောက်မုန်းဖြစ်လိုက်ပါတော့အနည်းဆုံးတော့ဒါကအတူရောက်မဟုတ်လို့မောင်လက်ခံနိုင်ကောင်းပါရဲ့စိန်ရဲ့